ကျွန်တော်ကတော့ NWD Studio ကကိုကျော်ဖြိုးနိုင်ဖြစ်ပါတယ်ကျွန်တော်တို့အခုလေးလာကြမယ့်အကြောင်းအရာလေးက skin tone return နီလန်းများပေါ့နော်ဒီအသားအရည်ပြုပြင်တဲ့အကြောင်းအရာတွေကိုကျွန်တော်စုစည်းပြီးတော့ဖော်ပြပေးထားတာဖြစ်ပါတယ်ကျွန်တော်တို့ပုံတစ်ပုံမှာပေါ့နော် landscape ပုံမဟုတ်ဘဲနဲ့ကျွန်တော်တို့လူပုံဒီမှာဆိုရင်ကျွန်တော်ပြောမယ်ဆိုရင် portrait ပုံပေါ့နော်ဒီလိုပုံတွေမှာဆိုရင်ကျွန်တော်တို့ပုံတွေကအကြောင်းအရာတွေကိုကျွန်တော်တို့အလင်းမောင် color ဒါတွေချိန်ုံနဲ့မလုံလောက်တော့ဘူးเนาะကျွန်တော်ပုံထဲမှာပါတဲ့လူကိုเนาะပုံထဲမှာပါတဲ့ model ပုံကိုကျွန်တော်တို့ကအသားအရည်တွေပြုပြင်ပေးဖို့လိုအပ်တာပေါ့เนาะအဲဒါကျွန်တော်တို့ဒီအသားအရည်ပြုပြင်ခြင်းဆိုင်ရာအကြောင်းအရာကလည်းအဓိကနေရာမှာပါဝင်နေပေါ့เนาะအခုကျွန်တော်ပြောပြမယ် skin tone reader အကြောင်းအရာတွေက Adobe Photoshop ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ပြုပြင်မှာဖြစ်ပါတယ်เนาะဒါကကျွန်တော်တို့ဒီ software ကမိတ်ဆွေတို့ရဲ့ computer ထဲမှာရှိနေဖို့လိုပါတယ်เนาะအခုကျွန်တော်ဒီ software ကိုကျွန်တော် install တင်ပြပါမယ်အခုကျွန်တော်တင်ပြမယ့်ဒီ Adobe Photoshop version ကတော့ကျွန်တော်နောက်ဆုံး latest version ဖြစ်တဲ့ Adobe Photoshop 2021ပေါ့เนาะဒီဟာကိုကျွန်တော်တင်ပြမှာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့တင်တော့မယ်ဆိုရင်မိတ်ဆွေတို့ရဲ့ computer က Windows 10ဖြစ်နေဖို့လိုပါတယ်เนาะ processor ကတော့ကျွန်တော်တို့ i5 အနည်းဆုံးရှိရပါမယ် RAM ကတော့ 8GB ရှိရပါမယ်เนาะပြီးကျွန်တော်တို့ system ကကြတော့64ဖြစ်ရပါမယ်เนาะဒါတွေမရှိဘူးဆိုရင်မိတ်ဆွေကဒီ Photoshop version ကိုတင်လို့အဆင်မပြေပါဘူးเนาะဒါက version ကဒီ memory လည်းတအားများတယ်ပေါ့เนาะကျွန်တော်ပြောပြခဲ့တဲ့အကြောင်းအရာတွေမရှိဘူးဆိုရင်တော့ဒီ software ကိုမတင်ပါနဲ့ပေါ့เนาะမိတ်ဆွေတို့ရဲ့ computer ထဲမှာငကိုရှိပြီးသားဖြစ်တဲ့ဒီ Photoshop တခြား version တွေလည်းကျွန်တော်တို့သုံးပြီးတော့ပြုပြင်လို့ရတယ်ပေါ့เนาะဒါတော့ကျွန်တော်နောက်ဆုံး version လေးဖြစ်တဲ့အတွက်ကျွန်တော် software လေးရောတစ်ခါထည့်ပေးထားတယ်เนาะပြီးရင်ကျွန်တော် install တင်နည်းလေးလည်းပြောပြပေးထားတယ်ပြီးရင်ကျွန်တော်တို့ဒီမှာ skin reader လုပ်တဲ့နေရာမှာ Photoshop ထဲမှာပါတယ်ကျွန်တော်တူတွေကိုကျွန်တော်တို့အသုံးပြုပြီးတော့ပြုပြင်ရတာပေါ့เนาะဒါကြောင့် Photoshop ကိုအနည်းချင်းတော့အခြေခံလောက်တော့သိထားဖို့လိုတာပေါ့เนาะဒါပေမဲ့အခြေခံမရှိတဲ့သူတွေအတွက်အဆင်ပြေအောင်လို့ဆိုပြီးတော့ကျွန်တော် skin reader လုပ်တဲ့နေရာမှာအသုံးပြုမဲ့တူတွေကိုကျွန်တော်ခွဲထုတ်ပြီးတော့ရှင်းပြပေးထားတယ်ပေါ့နော် video file လေးနဲ့ရှင်းပြပေးထားတယ်အခြေခံရှိပြီးသားသူဆိုရင်တော့ဒါတွေမကြည့်လဲရတယ်ပေါ့နော်ပြီးတော့ကျွန်တော် video file တွေကို step by step ပေါ့နော်တစ်စင်းချင်းကျွန်တော်ပြပြပေးထားပါတယ်စောက်ထဲရခါတွေကတော့ကျွန်တော်ဒီ note သဘောလောက်ပေါ့ကျွန်တော်ထည့်ပေးထားတယ်နော်သူရဲ့အဆင့်ဆင့်လေးတော့ကျွန်တော်ခွဲပေးထားတယ်ခွေထဲမှာကျတော့ကျွန်တော် step by step ပေါ့နော်တခြားရှင်းပြီးတော့ပြပြပေးထားပါတယ်ပြောကြတော့ကျွန်တော်ဒီ skin reader လုပ်တဲ့နေရာမှာကျွန်တော်အဆင့်လေးတွေခွဲပေးထားပါတော့ step 1ကပါ step 2ကပါကျွန်တော်မှတ်မိလွယ်အောင်လို့ပေါ့နော်လောက်ရတာလွယ်အောင်လို့ကျွန်တော်ရှင်းပြပေးထားပါတယ် okay ဒါဆိုကျွန်တော်တို့ software ကို install တင်ကြအောင်ပေါ့နော်ခု training ကိုထဲမှာမြင်တွေ့ရမှာတော့ဒီအနေထားအတိုင်းပေါ့နော်အဲ့ထက်မှဆိုရင်ကျွန်တော်တို့01ဆိုပြီးတော့ကျွန်တော် software installation ဆိုပြီးတော့ကျွန်တော်ထည့်ပေးထားပါတော့အဲ့ထည့်ဝင်လိုက်ပါမယ်ဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ Adobe Photoshop 2021ပေါ့နော်ဒါလေးပါမယ်ဒါလေးကိုကျွန်တော် click နဲ့ချက်တောက်လိုက်ပါနော်ဒါဆိုရင်အောက်ဆုံးမှာ setup file လေးရှိမှာပေါ့နော်ဒီ software ကိုကျွန်တော်တင်တော့မယ်ဆိုရင်ကျွန်တော်တို့Virus Scan software ကိုပိတ်ထားပေးရပါတော့အခု Windows 10 နေမှာဆိုရင်ကျွန်တော်တို့ဒီ Windows ကနေ direct ပါတဲ့ Virus Scan software ရှိရပါတော့အဲ့ဒီဟာကိုကျွန်တော်ပိတ်ထားပါမယ်ဘယ်လိုပိတ်မလဲဆိုရင်ကျွန်တော်ဒီမှာ notification ကိုတစ်ချက်ဝင်လိုက်ပါတော့ Okay all setting နဲ့ကိုဝင်လိုက်ပါမယ်နော် Okay ပြီးရင်ကျွန်တော်တို့ဒီမှာ FA and security ပေါ့နော်ဒီထက်ကိုတစ်ချက်ဝင်မယ်ပြီးရင်ကျွန်တော်တို့ Windows security ပေါ့နော်ဒီထက်ဝင်ပါမယ်ပြီးရင်ကျွန်တော်တို့ open Windows security ပေါ့နော်ဒါလေးကိုဖွင့်လိုက်ပါမယ် Okay ဒါဆိုရင်ကျွန်တော်တို့ Windows security ပေါက်လေးကြာလိုက်ပါနော်အဲ့ထက်မှာကျွန်တော်တို့က Virus and Threat Protection ဆိုတာဒါလေးထက်ဝင်ပါမယ်ဝင်ပြီးသွားရင်ကျွန်တော်တို့ Virus and Threat Protection setting ဆိုတော့เนาะအဲ့အောင်မှာကျွန်တော် manage setting ဆိုတာရှိရเนาะအဲ့ထက်ဝင်လိုက်ပါမယ်ဝင်လိုက်ရင်ဒီမှာ on နေဖြစ်နေပါเนาะဒီမှာ real time protection ဆိုတာဒါလေး on လေးကိုကျွန်တော်တို့လိုက်ပြီးတော့ off လုပ်ပြီးပေါ့เนาะ on လိုက်ပေးလိုက်ပါမယ် Okay ဒါဆိုကျွန်တော်တို့ဒီ Virus Scan software ကိုပိတ်လိုက်ပါเนาะပိတ်ပြီးကျွန်တော်တို့ cancel လုပ်လိုက်ပါမယ် Okay ဒါလည်း cancel လုပ်မယ်ပေါ့เนาะ setup file လေးကိုကျွန်တော်တို့နှစ်ချက်တောက်လိုက်ပါเนาะ Okay ဒါဆိုရင်ကျွန်တော်တို့ကြာလိုက်ပါเนาะဒီမှာကျွန်တော်တို့ language မှာရွေးပေးလို့ရရပါเนาะကျွန်တော် English ဒီတိုင်းပဲထားရတော့မယ်เนาะသွားပြီးမပြင်တော့ပါဘူးပြီးကျွန်တော် continue ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်သူက install စပြီးတော့လုပ်နေပါပြီเนาะဒီကနေ100ထိပြအောင်ကျွန်တော်တို့ထိုင်ဆောက်အောင်ပါပဲ Okay ဒါဆိုရင်100ပြည့်သွားပြီเนาะပြည့်ပြီးတော့ install complete ဆိုပြီးပေါ်လာပါပြီကျွန်တော်တို့ cancel ပေးလိုက်အောင်เนาะ Okay ဒါဆိုကျွန်တော်တို့ Photoshop software ကိုအောင်မြင်စွာတင်လို့ပြီးသွားပြီเนาะ Okay ခက်ပါအောင် install နေအောင်ပါပဲပြီးတော့ grade ထဲမှာပါတဲ့အကြောင်းအရာတွေကိုကျွန်တော်ပြောပြပေးတင်ပါတယ်ဒီမှာဆိုကျွန်တော်တို့ require tools in PS ဆိုပြီးတော့ကျွန်တော်တို့ဒီ skin reader လုပ်တဲ့နေရာမှာအသုံးပြုမဲ့ tool တွေကိုကျွန်တော်အသေးစိတ်ပြောပြပေးထားပါတော့။အဲမှာကျွန်တော်တို့လေ့လာလို့ရပါတယ် brush tool တို့ quick selection tool တို့ lasso tool တို့ spot healing brush တို့ healing brush တို့အစားရှိတယ်ပေါ့နော်။ဒါကျွန်တော်ပြောပြပေးထားပါတယ်။အသေးစိတ်ကိုကျွန်တော်ပြောပြပေးထားပါတယ်နော်။ဒါလေးဒီအခြေခံမရှိတဲ့သူတွေလေ့လာလို့ရပါတယ်။တီးပြီးသားသူတွေလည်းထပ်ပြီးတော့လေ့လာခြင်းနဲ့ဆိုရင်လည်းလေ့လာလို့ရပါတယ်ပေါ့နော်။ Okay ပြီးရင်ကျွန်တော်တို့ဒီမှာ lesson photo ပေါ့နော် lesson photo ထဲမှာဆိုရင်ကျွန်တော်တို့9ပုံပေးထားပါတော့9ပုံအဲ့9ပုံကျွန်တော်အသုံးပြုပြီးတော့ဒီ scan reader နီလန်5မျိုးကိုကျွန်တော်တို့လောက်ဆောင်မှာဖြစ်ပါတယ်เนาะ Okay ဒီမှာ1 2 3ဆိုပြီးကျွန်တော်လုပ်ပေးထားပါတယ်ပြီးရင်ကျွန်တော်တို့ဒီမှာ after reader ဆိုတဲ့အထက်မှာเนาะဒါတော့အစာလေးကကျွန်တော်ဒီဘက်မှာပြခဲ့တဲ့9ပုံကိုပြင်ထားတဲ့ပုံလေးတွေ before after ကြည့်ခြင်းဒီထက်မှာ Photoshop file လေးနဲ့ဆွဲထည့်ပြီးတော့ကြည့်လို့ရပါเนาะ Okay ပြီးရင်ကျွန်တော်ဒီမှာအစင်လိုက်ပါเนาะကျွန်တော်လုပ်ပြပေးထားပါတယ်ဒီနောက်ဆုံးမှာဆိုရင်ကျွန်တော် watch your set ဆိုပြီးကျွန်တော် folder လေးတစ်ခုထည့်ပေးထားပါเนาะအဲ့ထက်မှာကျွန်တော်ဒီမှာပုံလေးတွေရှိရပါเนาะဒီပုံလေးကလုံးဝမပြင်ရသေးတဲ့မူရင်းအကျန်းတွေပေါ့เนาะအဲ့ဒီအကျန်းတွေကိုမိတ်ဆွေတို့ကဒီ scan reader ကိုလေ့လာပြီးတော့ကိုယ်တိုင်လေ့ကျင့်ခြင်းနဲ့ဆိုရင်ဒီပုံလေးတွေကိုလုပ်ပြီးတော့လေ့ကျင့်မလို့ရတယ်ပေါ့เนาะဒါကြောင့်ကျွန်တော်ထည့်ပေးထားတာပါဒါဆိုရင်ကျွန်တော်တို့ Photoshop ရောက်ပြီပေါ့เนาะ Photoshop ကိုကျွန်တော်နှစ်ချက်ထောက်လိုက်ပါမယ်
Okay ဒါဆိုကျွန်တော်တို့ Photoshop software ကိုဖွင့်လို့ရသွားပြီပေါ့နော် Okay ဒီမှာကျွန်တော် Photoshop icon လေးကိုတော့နှစ်ချက်နှိပ်လိုက်ပါဒါဆိုကျွန်တော်တို့ software screen ထဲကိုရောက်သွားပြီပေါ့နော် Okay